ကနေပြီးတော့ဒီကိုရောက်လာပြီးတော့ဒီဝက်တော်မိုင်းဖုန်ကြီးကျောင်းမှာကထိန်ခင်းခွင့်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ထိုင်းနိုင်ငံရောဒီထိုင်းနိုင်ငံမှာရှိတဲ့လူတွေကိုလည်းပြောချင်ပါတယ်ထိုင်းနိုင်ငံကထိုင်းလူမျိုးတွေရောပေါ့နော်အဲ့ဒီထိုင်းလူမျိုးတွေရောနောက်ကြလို့ရှိရင်အခုထိုင်းနိုင်ငံထဲမှာနေထိုင်ညတဲ့မြန်မာတွေအကုန်လုံးလေးပေါ့နော်ဒီလိုမျိုးကထိန်ခွင့်ရတဲ့အတွက်မြန်မာတွေအားလုံးရဲ့ကိုစားကျေးဇူးများကြီးတင်ပါတယ်လို့ထိုင်းနိုင်ငံကိုလည်းပြောချင်ပါတယ်ထိုင်းလူမျိုးတွေရဲ့စိတ်ထားကောင်းမှုတွေကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ပါဆက်နေမြန်မာပြည်ကနေပြီးတော့ဒီမှာလှုပ်လာလှုပ်ကြတာပေါ့နော်ကိုယူရတလေးအရာကထိန်နေပါလေလာခင်းရတယ်ဒါပေမဲ့ဒီကဘုန်းကြီးကျောင်းနေကနေပြီးတော့လက်ခံပြီးတော့ခင်းခွင့်နေပေးတာတွေရှိတယ်အဲ့လိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာပေါ့နော်ကိုလည်းလွတ်လွတ်လပ်လပ်လောက်ကင်စားတောက်ရင်းနဲ့လူခွင့်တန်းခွင့်နေရကြတယ်ပေါ့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ထိုင်းနိုင်ငံမျိုးကျေးဇူးများကြီးတင်ပါတယ်ရှင်မပြောတာဘူးမိတ်ပဲCon